ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ Kyoto မှာရှိတဲ့ Korea ဆိုင်တစ်ဆိုင်ကိုမိတ်ဆက်ပေးခြင်းလို့ခေါ်လာတာဖြစ်ပါတယ်ကျင်းဟွာခေါ်ထားတာဖြစ်ပါတယ်ဘုံမောက်မှာတူတူစားခဲ့ရေးသားဟောင်းတော့တတိယပါမြန်မာပြည်တော်ကဆိုရင်သူနဲ့အမြဲတမ်းပေါ့နော် Manly New Ocean ဘုံမောက်မှာတူတူစားနေကြမှာတော့ပုတ်ပြီးတော့သူက fish cake ဆိုတာရမ်းကြိုက်တာပေါ့ စောထားလို့ရတာသူရေးသားဟောင်းနေအခုလက်ရှိရေးသားတွေဒီဗီဒီယိုတွေ့ဆိုရင် comment မှာမှတ်ပေးခဲ့ကြလို့ပြောချင်ပါတယ်ကျွန်တော်ဖုန်းပြီး2000ထည့်ပေးပါမယ်ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ Kyoto မှာရှိတဲ့ Korea ဆိုင်တစ်ဆိုင်ကိုမိတ်ဆက်ပေးခြင်းလို့ခေါ်လာတာဖြစ်ပါတယ်ဒီဆိုင်မှာဆိုရင်တော့တကယ် Korea ဆန်နဲ့အစားအစာတွေအများကြီးစားလို့ရမှာဖြစ်ပါတယ်ကျွန်တော်ဒီဆိုင်လေးရဲ့နာမည်ကတော့ Kokyo လို့ခေါ်ပါတယ်အရင်တစ်ခေါက်ဗီဒီယိုမှာတော့အိန္ဒိယအစားအစာရခင်းလေးကိုစားပြပြီးသွားပြီဆိုတော့ဒီနေ့ကတော့ Korea အစားအစာလဲကိုရောက်ရှိလာပြီဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့တယောက်တည်းစားမှာမဟုတ်ဘဲနဲ့လည်းထူးခြားသွားအောင်လို့လူခေါ်ထားပါတယ်လူရဲ့နာမည်ကတော့ ကျင်းဝါဖြစ်ပါတယ် ကျွတ်မှာပါ ကျင်းဝါ ကျင်းဟွာပဲဖြစ်ပါကျင်းဟွာလားကျင်းဟွာလား ကျင်းဝါ ကျင်းဟွာခေါ်ထားတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့2ယောက်ဆွဲကြမယ်ဘာတွေစားမလဲဆိုတာကတော့လိုက်ကြည့်ပေးကြ ပါဦးရှင် လောလောဆယ်လူတွေအများကြီးတန်းစီနေရဖြစ်တဲ့အတွက်စောင့်နေရပါတယ်ဗီဒီယိုရိုက်ဖို့အတွက်ကိုလည်းဒီနေရန်နဲ့ကတ်တဲ့နေရာလေးကိုရတယ်ဆိုရင်အဆင်ပြေရဆိုတော့နေရန်နဲ့ကတ်တဲ့နေရာလေးကိုတော့ပြောထားရပါတော့ရမရတော့မသေးကြပါဘူး A few moments later. ကဲဆိုတော့ကျွန်တော်တို့ဆိုင်ထဲကိုလည်းရောက်ပြီးမှားစရာရှိတာတော့ဒီ menu လေးချပေး menu ချပေးထားရပါတော့ဒီထဲမှာလည်းကြည့်ပြီးတော့မှာလို့ရတယ်ဒီမှာလည်းဒီက code scan လုပ်ပြီးတော့ဖုန်းထဲကနေမှာပါမယ်လောလောဆယ်တော့ရောက်လာတာကတော့အရင် drinks မှာထားတယ် အေးပါ အန်ကိုရယ် Ichigo ရယ် speech ပေါ့နော်ဆိုတော့ကျွန်တော်မှာကြပါမယ်အရင်ဆုံး Cheers ကောင်းတယ် ဆိုကျူးမပါဘူးထင်တယ်ကျွန်တော်ထင်တယ်အရက်ရတာလုံးဝမပါ ဟုတ်တာ ကျွန်တော်ဆိုကျူးမပါလားပါဘူးဆိုတာပါဒီမျိုးယူလိုက်တာနဲ့ဟုတ်ကဲ့ဟဲ့တန်လိုက်ကြီးပါလားနောက်တစ်ခုစမ်းစားကြည့်မယ် ပူကျွနေရော ဟမ် ပူကျွနေရော ပူကျွတ်နေရသူအဲ့လိုပြောရင်လေပူကြက်နေရမဟုတ်ပူကျွတ်နေရလို့ပြောပါဗျာအရင်တစ်ခေါက်တော့အဲ့လိုမျိုး ရှာကြက်လား ရှာကျွတ်သွားတာတဲ့ဟဲ့ ဒီမှာတော့ရလား ဒါလေးကပုတ်တော့လို့ကောင်းတော့တယ်လက်နီးစုပ်စားလေး Cheers ဒီကိုချူဂျန်တော့အဲ့လိုမျိုး sauce တို့ကြားတို့ honey တို့နဲ့လောက်တာပေါ့နော်သူကလုံးဝစီစီလေးနဲ့ကျွန်တော်မြန်မာပြည်မှာ Lotteria တို့ဘာလို့မှစားရတဲ့ Korean style ကြက်ကြော်ပါပဲဒါပေမဲ့ဒါတော့သူကအဲ့လိုအတုံးသေးလေးမဟုတ်ဘူးသူကအတုံးကြီးကြော်တယ်ချူချူလေးပေါ့နော်တော်တော်ကောင်းပါတယ်ဒါတော့ကြိုက်ပါတယ်ကျွန်တော်ခေါက်ဆွဲအရင်ထူးခြားနေတဲ့ခေါက်ဆွဲရယ်လို့မဟုတ်ပါဘူး။တာမန်ခေါက်ဆွဲပါအဲ့ဒါမှ cheese နဲ့ပေါ့နော်။ဝတ်သုံးသက်သားကိုကျွန်တော်တို့ဘာညာရည်နဲ့ကြော်တာပေါ့နော်။ဒါလေးဆွဲလိုက်မယ်။ Cheers ။ဒါကောင်းပါရဲ့။တွေ့ရတာလည်းလုံးဝသုံးသက်သားကိုလေတော်တော်လေးဣပြီးတော့အရွက်လေးနဲ့ဆိုတော့မိုက်ပါ။ဟိုအဆက်ရတာလေးနည်းနည်းပါတယ်ပေါ့နော်။သမင်းလေးစားကြည့်ကြမယ်။မွေးရမလို့တော့နော်ဒါမွေးပြီးသား နေပြီးသား ။ဆက်ပြီးသမင်းတော့ကကျွန်တော်တာမန်ကိုရီးယားသမင်းတော့ရတာပဲဖြစ်ပါတယ်ခင်ဗျာဂျပန်ရောက်ပြီးတော့တိတ်ပြီးတော့ကိုရီးယားစားစားနဲ့ဝေးနေရပါတော့ရတာတော်တော်ကောင်းပါတယ်သူဒါကတော့ကျွန်တော်တင်တော့အမုံနဲ့ရင်ကြီးနဲ့ကြော်ထားလို့ဒီမှာ cheers အမုံမဟုတ်ခဲ့ပါဘူးကြာစံနေပါအဲမှာကဲဆိုကျွန်တော်ဝက်နိုင်ုံစားကြည့်မယ် cheersတော်မိုက်တယ်ဒါကတော့ကြိုက်တယ်တော်တော်လေးနူးဤပြီးတော့ဒီဟာနဲ့တိုက်ပလဲกว่าဒါပို့ပြီးတော့ချိုချိုလေးနဲ့တော့ဝက်နံယူအချိုရတာပေါ့နော်အဲ့ဒါမှဟုတ်ပါကျွန်တော်တော့ဒါပို့ကြိုက်ပါတယ်ဒါပို့ပြီးတော့အတုံးကြီးကြီးနဲ့စားလို့ရလို့ပါဒါဆိုကျွန်တော်ကြက်ကြက်ကိုစားကြည့်ရမယ်ဟဲ့ကြက်ကြက်ကကျွန်တော်တာမန်ပဲမနော်ဆက်ဆက်လေးနည်းနည်းမာလာရတာလေးပြင်မယ်ထင်တာအဲ့လောက်တော့မဟုတ်ပါဘူး ဘာလို့မန်လေးပြင်ပါ
你妈啊，我妈也难过。 ကျွန်တော်မိုက်ပါပဲခောက်ဆိုနောက်ဆုံးနေနဲ့ရောက်လာပြီကိုရီးယားအစားအစာတိတ်ပြီးတော့မစားဘူးတာဖြစ်တဲ့တော့တိတ်ပြီးတော့စားတာတောက်တာချုံကြရင်ခွင့်လွှတ်ပေးကြလို့ပြောချင်ပါတယ်ခင်ဗျာစားမဖူးလို့မစားဖူးလို့ပါပေါ်နေရလဲပါတယ်ပေါ့နော်မြန်မာမှာရောင်းတဲ့ကိုရီးယားအစားအစာနဲ့ကျွန်တော်မှာရောင်းတဲ့ကိုရီးယားအစားအစာနဲ့ကိုရီးယားမှာတော့ဘယ်လိုချင်းနေရှိမလဲမသိဘူးပေါ့နော်ကျွန်တော်လည်းမသွားဘူးတော့နောက်ထပ်ဗီဒီယိုမှာကျွန်တော်ကိုရီးယားမှာသွားပြီးတော့စားပြပါမယ်သွားလို့ကြမယ်ကျွန်တော်ဆိုင်နေပေါ့နော်ရှက်ဖြစ်လာလို့ကျွန်တော်အင်ကြီးလေးချော့လိုက်ပါတယ် 不对，是肉。 ကြက်သားလေးကလို့တက်နဲ့လေအဲ့လိုကြိုလေးနဲ့ကျွန်တော်အိမ်မှာလှုပ်စားဘူးရပေါ့နော်ဂျုံရယ်ပြောင်းမှုကုန်မုတ်ရယ်ပြုတ်လို့ထားရပါတော်တော်အရသာရှိပါတယ်ကြိုလေးနဲ့ Is it your first time? ဘာမှမမှန်စားဘူးပါအရင်တော့ကျွန်တော်မောက်မှာတူစားခဲ့ရေးသားဟောင်းတော့တတိယပါ Sign 9ထဲမှာ မြန်မာပြည်တော်ကဆိုရင်သူနဲ့အမြဲတမ်းပေါ့နော်ကျွန်တော်မန်လေးသားဆိုတော့အမြဲတမ်းမန်လေး New Ocean အုံမောက်မှာတူစားနေကြမှာတော့ပုတ်ပြီးတော့သူက fish cake ဆိုရမ်းကြိုက်တာ စောထားဘူးလေဆိုင် ပြီးတော့ကျွန်တော်အခုကြည့်နေဘော်ရာအားလုံးမေးချင်တာလေးရှိပါကျိုတိုအိုဆာကာခိုးဘဲဝင်းကျင်မှာကျွန်တော်ဒီဘယ်ကိုရီးယားဆိုင်ခါရတာရှိလဲဆိုတာလေးကိုလည်းတစ်ချက် comment မှာရေးခဲ့ comment မှာရေးခဲ့ပေးကြပါအောင်ခင်ဗျာဒါနဲ့မဟုတ်ဘဲနဲ့ကျွန်တော်ဒီနောက်ထပ်သွားစီခြင်းတဲ့နေရာလေးရှိတယ်ဆိုရင်လည်း comment မှာရေးသွားပြလို့ရပါတယ်ကျွန်တော်ပြီးတော့တနိုင်လောကမိမိနဲ့ကျွန်တော် find set မှာလှုပ်ချင်တယ်ဆိုရင်တော့ description မှာချပေးထားတဲ့ link ကနေတစ်ဆင့် interview reservation လုပ်လို့ရပါတယ်ကျွေးအောင်တစ်ခုလားဝယ်ယူပြန်တဲ့ယောဂရှိတယ် တော့ပြီးတော့ကျွန်တော် comment မှာလည်းသူနဲ့ကျွန်တော်လည်းဘယ်သူအသက်ပူကြီးရလို့ထင်ရလဲဆိုတာကိုမှတ်သွားပြီးကြအောင်ပြောချင်ပါတယ် 25ပြည့်ရောမှာမလား ဒီနောက်နေ့ဆိုရင်30ပါ ဒီယောဂ30ဖြစ်နေ ကဲဆိုတော့ကျွန်တော်တို့အခုကတော့စားလို့လည်းပြီးသွားပြီပေါ့နော်တော်တော်လေးဘိုက်ပြေသွားပြီဆိုတော့ဒီ dish တွေမှာအကြိုက်ဆုံးဆိုဘာဖြစ်မလဲ ဒီကဝတ်သားအဆက် ဟင်းသီးဟင်းရွက်နဲ့ဘာညာနဲ့ကြော်တိုင်းဝတ်သားကြော်ဘာညာ Korean ဝတ်သား style ကြော်ဝတ်သား style သားဆက်ကြော် ဝတ်သား style ကြော်ပြီးသွားရင်မကြိုက်လား fish cake ကိုလေအုံမောက်အရသာနဲ့တူတဲ့ဟာလေးလေးတည် ကိုဟောမကြိုက်ဘူးလား ကြိုက်ဘူးကိုမှမရှိရ သူရည်သားဟောင်းတွေအခုလက်ရှိရည်သားတွေဒီဗီဒီယိုတွေ့ဆိုရင် comment မှာမှတ်ပေးခဲ့ကြလို့ပြောချင်ပါတယ်ကျွန်တော်ဖုန်းမိ2000ထည့်ပေးပါမယ်ကျွန်တော်ကြိုက်ဆုံးဒီကြက်သားကြော်ကြိုက်ပါတယ်ကြက်သားခုနကဒီ Korean style အချိုကြော်ပေါ့နော်အဲ့ဒါကြိုက်တယ်ပြီးတော့ဒီဝတ်သားအချိုကြော်ကြိုက်တယ်တော်ချိုဆိုကြိုက်တယ်ဗျာအဲ့လိုတက်သီးလေးအတုံးလေးတွေပါတဲ့ဟာလေးတော်တော်မိုက်ပါတယ်ဒါလေးကြိုက်တယ်ပြီးတော့ side dish လေးရော ဒါပေမဲ့ side dish လေးဆိုရင်တော့ from ပြန်ဆွားသလိုဖြစ်သွားတဲ့ကြောင့်တောင်းမှပါတယ်ဆက်ပြမောင်လေးဆက်ပြ မကြိုက်ဆုံးဆိုရင်ရော ချီ မင်း ဘင်ဘတ်ကြီးပြီးတော့အေးလေအေးဝါ နည်းနည်းမတောင်းတောင်းဖြစ်သွားကျွန်တော်စားနေရမြင်းနေရနဲ့ပြရတာနဲ့နည်းနည်းအေးဝါဟိုလိုအားကြောင့်လည်းပါတယ်တော့ရောက်ပြီးတော့ရောက်စားဆိုရင်ကောင်းတယ် Korean cheese noodle တော့ကျွန်တော်မကြိုက်ဘူးပေါ့နော် So what about you what about this one ကဲအားလုံးပဲဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and follow လုပ်ပေးရပါရှင် ပြီးတော့ကျွန်တော်နောက်ထပ်သွားစီခြင်းတဲ့နေရာလေးရှိရင်လည်း comment မှာရေးသွားပြီးလို့ရပြီးတော့ဒီ channel လေးမှာဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးတင်ပေးသွားမှာဖြစ်လို့ subscribe လေးလုပ်ပေးသွားကြအောင်ပြောချင်ပါတယ်ကျွန်တော် find set မှာတနိုင်လောကမြင့်မြင့်နဲ့အလုပ်လုပ်ချင်တယ်ဆိုရင်တော့ description မှာချပေးထားတဲ့ line အကောင့်ကနေတစ်ဆင့် interview reservation ယူလို့ရပါတယ်ဒီ line အကောင့်လေးမှာ interview reservation ယူလေးနဲ့အလုံးနဲ့ပတ်သက်တဲ့နောက်ဆုံးရအချက်လက်တွေကိုတင်ပေးသွားပါမယ်ခင်ဗျာကျွန်တော်တနိုင်လောကအနေနဲ့ကတော့တနိုင်ကို 1400ဖြစ်ပါတယ် 1400ဖြစ်ပါတယ်ချင်း1400ဖြစ်ပါတယ်ချင်းဟဲကျွန် ကျွန် တော် တော်တော်များတယ်မှာပါတယ် တကယ်များတယ်မှာပါပါတယ်ဟုတ်တယ်ဆိုတော့ကျွန်တော်တို့အလုပ်လုပ်ချင်တယ်ဆိုတော့ဒီ line ကောင့်လေးကနေဆက်သွယ်ပေးချလို့ရပါတယ်ခင်ဗျာအားလုံးပဲအဆုံးထိကြည့်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် နောက်ဗီဒီယိုမှာပြန်လဲ တွေ့ကြပါမယ်ရှင်တတာ